တောင်ပေါ်မျိုးလေးတစ်မျိုးမှာမြူမုံတွေကဆိုင်လာဒီချိန်နဲ့သွားတော့မယ်နေရာအောင်ကိုထားခဲ့ပြီဒါအနာခတ်ထွက်ပါနေဆိုပြီးသွားခဲ့တော့လေလေမတားရဘူးဆရာမျိုးရှောင်းပြေးလာအတွေ့ထဲမှာတို့ရှိသေးရဲ့အရင်ချိန်ပြန်စင်စား Cherry pen တွေကြားတဲ့သူတို့ပြောပါခဲ့ကြဘူးတဲ့ခေဘရဲ့ပြောစရာမျိုးလေးတဲ့မေမီလာ Cherry pen 哦 darling 那的给人飘。